အားလုံးပဲမင်္ဂလာညကနေ့ပါခင်ဗျာဒီကနေ့ကတော့22ရက်6လ2025ပါကျွန်တော်တို့ Testing Class ဂီတတင်တဲ့ရဲ့ထုံးစံအတိုင်းပဲအကြောင်းမျိုးမျိုးနဲ့တင်တဲ့လာမတက်ရောက်နိုင်သေးတဲ့သူတွေအတွက်ကျွန်တော်တို့ရဲ့မေတ္တာစေတနာနဲ့ခါအားလျော်စွာအားတဲ့အချိန်လေးတွေမှာအခမဲ့ပညာဒါနအဖြစ်ဝင်ငှပေးတဲ့သင်ခန်းစာအစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေလို့ဒီကနေ့ညမှာဝင်ငှပေးဖို့ရွေးချယ်ထားတာတော့ဘိုင်းလေးပေါ့နော်တရောပိုင်းလေးကိုဝင်ငှပေးပါမယ်တစ်ဆက်တည်းမှာကျွန်တော်တို့ကဒီဗီဒီယိုဖိုင်ကိုအခုမှစတွေ့ရတဲ့လူဆိုရင်လည်းမိတ်ဆက်ပေးပြရစီကျွန်တော်တို့ကဂီတာတို့တရောတို့ကီးဘုတ်တို့ယူကီလီလီတို့အခါအားလျော်စွာပြောင်းပြီးတော့ဝင်ငှပေးလေးရှိပါတယ်ဒီကနေ့ရွေးချယ်ထားတာတော့ဘိုင်းလေးမှာတရောပေါ့နော်တရောဟိုဒီကနေ့ကအမက်စင်နှစ်အဖြစ်တတ်မှတ်ပြီးတော့ဝင်ငှပေးမယ်ပေါ့နော်ကျွန်တော်နောက်ဖိုင်တွေကြရင်လည်းအမက်စင်လေးတွေပြောပြီးတော့ဝင်ငှပါမယ်ဒီနေ့ရောတရောအတွက်အမက်စင်နှစ်ဒါမှနောက်ကျွန်တော်ဖိုင်ထဲမှာဖောင်းဟိုကျွန်တော်ရဲ့အကောင့်ထဲမှာဝင်ရှာတဲ့ခါကျရင်တစ်ပြီးနှစ်ပြီး3အဲ့ဒီလိုဖြစ်အောင်လို့ဒီနေ့ကိုအမက်စင်နှစ်လို့စတတ်မှတ်လိုက်ပါတယ်နော်အဲ့တော့ဒီနေ့ဝင်ငှပေးမဲ့ lesson လေးကတော့ daily exercise daily exercise နေ့တိုင်းလေ့ကျင့်ရမယ့်ဟာပေါ့ရတယ်ကျွန်တော်စာအုပ်တော့မပြတော့ဘူးเนาะကျွန်တော်ပြီးတော့မှ comment မှာဟိုဟာဒီကလေးဝင်ငှတဲ့အပိုက်ကလေးကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်အခု video file ရဲ့အောက် comment မှာပဲကျွန်တော်ဓာတ်ပုံလေးတင်ပေးပါမယ်ကျွန်တော်ကဒီနေ့ကလေးကတော့ဒီ Honeyman စာအုပ်ထဲကစာမျက်နှာ9မှာရှိတဲ့တင်ရတာနံပါတ်အားဖြင့်ဆိုရင်ကျွန်တော်တို့ကတင်ငန်းစာနံပါတ်အားဖြင့်ဆိုရင်နံပါတ်9ပေါ့နော်နံပါတ်9စာမျက်နှာလည်း9ပေါ့ဟုတ်ပြီအဲ့ဒီမှာအစအရင်တီးပြလိုက်မယ်နော်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်နော်ဒီနေ့အဲ့ဒီလောက်လေးပဲသွားမှာအဲ့ဒါနှစ်ခေါက်တီးရမှာပေါ့နော်အဲ့ဒါ beginner တွေအတွက်ကိုသွားမှာပုံလေးနဲ့ပြန်တိုက်ကြည့်ပေါ့အဲ့တော့ပါစက်နဲ့ပဲလောလောဆယ်ကျွန်တော်ပြန်ပြောပြမယ်သူကဒူရေမီဟုတ်ပြီ A key နော်3 set key A key အဲ့တဘာကိုဆက်ရှင်းမယ်ဒူရေမီအဲ့တပါနှစ်ကျိုးအလုတ်ကတူเนาะ A key တူပထမပါဒုတိယတပါတော့သူကတော့စီးလိုက်လေပုံစံလေးတက်တော့ပဲ sequence ဖြစ်တာပေါ့နောက်တစ်ခုဒုတိယပါကျတော့ဒူရီပြီးနိုင်တယ်ရေမီပါဖာအစင်းလိုက်လေးပဲဒူကနေစတယ်ဒူရီမီပို့ပြီးတော့ရေမီဖာရေပြီးတော့မီဖာဆူ step by step ဒီကတဲ့လူတွေအဲ့လိုပဲသွားတာအရန်လွယ်တဲ့အတွက်ကြောင့်ရွေးချယ်ပေးလိုက်တာနော်ဒူကစတယ်ရီယာစတယ်မီဖာဆူပြီးတာနဲ့မီတီပြီးသွားပြီနော်ပြီးတော့ဖာဆူပြန်ရောက်သွားမှာအဲ့အချိန်မှာတော့တတိထားမှာတပါ2ပါ3ပါ4ပါမြောက်မှာကျတော့သူကဖာဆူလာဆိုပြီးတော့ပုံမှန်မသွားတော့ဘူးဖာဆူလာဆူဖာဆူလာဆူဆူအဲ့လိုကောင်းမှာပေါ့နော်အဲ့ဟာဘယ်နှပါလဲဆိုတော့တပါ2ပါ3ပါ4ပါမြောက်ပေါ့နော်ဖာဆူမီဆူရီဆူဒူဆူခုနလာလို့မှာပြောလိုက်တယ်နော်ရီနော်ဖာဆူမီဆူရီဆူဒူဆူအဲ့တော့ဖာဆူ
လေးပဲသွားမှာအဲ့တိုင်းလေးပဲသွားပြီးတော့ခါအခုနောက်ဆုံး3ပါ4ပါပဲကျန်တော့မယ်ဆူလာတီကျူလို့ကျူဆူလာတီကျူရောက်သွားပြီနော်အဲ့ဒါပြီးသွားပြီဆိုရင်နောက်တစ်ပါးကျတော့လာတီထူဆိုပြီးတော့လာပေါ့နော်လာတီထူအဲ့ဒါပြီးသွားပြီဆိုတော့နောက်တစ်ခါတီတိုလာတီဆူလာအဲ့လိုပေါ့နော်လာတီဆူလာတီတိုလာတီဆူလာအဲ့ပြီးတော့တီတိုလာတီဆူလာဖာဆူအဲ့တော့အဲ့ဒါလေးပြီးသွားပြီအဲ့နောက်ဆုံးတစ်ပါးပဲကျွန်တော်လည်းအဲ့ဒါကျတော့မီဖာရီမီဒိုဆိုတက်တော့မှာအဲ့ဒါနောက်ဆုံးပါမီဖာရီမီဒိုပြီးပြီအဲ့ဒါပဲเนาะအစားဆုံးလေးတီးလိုက်မယ်ကျွန်တော်ပြန်တီးပြမယ်เนาะအစားဆုံးလေးအားလုံးပဲအဆင်ပြေနိုင်ကြပါစေကျွန်တော်ရဲ့လိပ်စာလေးတော့ထပ်ပြောလိုက်ပါဦးမယ်နော်ကျွန်တော်တို့ကရန်ကုန်မြို့လဲတန်းကမာရွတ်မြို့နယ်လဲတန်း6လမ်းမှာရှိပါတယ်တိုက်နံပါတ်က7ပါ9တောင်မှာရှိပါတယ်ဖုန်းနံပါတ်ကတော့4020 2914 4020 2914 081415 386 086 559 2ခွန်ဖုန်းလေး3လုံးကိုဆက်လို့ရပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်